Halo Master Chief Collection Halo Series တွေထဲအဓိက game တွေကိုတနေရာထဲမှာစုစည်းထားပြီး FPS Shooter Game Collection တစ်ခုဖြစ်ပါတယ်။၎င်းတော့343 in the Juke ကဖန်တီးခဲ့ပြီးတော့မှ H-Pop Game Studio ကထုတ်ဝေခဲ့တာဖြစ်ပါတယ်။2014ခုနှစ်မှာနိုဝင်ဘာလ17ရက်နေ့မှာ H-Pop 1အတွက်စတင်ထွက်ရှိလာခဲ့ပြီးတော့မှ PC အတွက်လည်း2019မှ2020အတွက်ထွက်ရှိလာခဲ့တာဖြစ်ပါတယ်။ဒီ collection ထဲမှာပါဝင်တဲ့ series တော့ Halo Reach Halo Combat Evolve Anniversary Halo 2 Anniversary Halo 3 Halo 3 OBST Halo 4 game ရဲ့အဓိကဇာတ်လမ်းက Master Chief လို့ခေါ်တဲ့ Spartan စစ်တဲ့တော်နဲ့လူသားမျိုးနွယ်ကိုကာကွယ်ဖို့အာဃာတစစ်ပွဲတိုက်ခိုက်ခံရတဲ့ C-Free ဆွမ်းစား game မျိုးဖြစ်ပါတယ်။ online မှတ်ချင်းတွေပြဿနာရှိခဲ့ပေမဲ့လည်း collection ထွက်လာတဲ့အချိန်မှာတော့နောက်ပိုင်းမှာ update တွေနဲ့ပုံမကောင်းမွန်လာခဲ့တာဖြစ်ပါတယ်။